ကတောင်ထက်မြင့်တဲ့ပူတင်းကြီးတစ်ခုဖြစ်ပြီးပြိုင်ပွဲမှာနိုင်ရဖို့အတွက်တနာရီတွင်အားလုံးပြီးအောင်စားရမယ်ရှုံးသွားရင်တော့လူသားရုပ်တရုပ်တွေဖြစ်ပြောင်းလဲသွားလိမ့်မယ်တိုရီကိုအတွက်တော့ဒါကလွယ်လင်းတကူပါပဲသူကပူတင်းတောင်ပေါ်တက်ပြီးတကိုက်စားလိုက်ရုံနဲ့ပူတင်းတရားပေါင်းကချက်ချင်းပင်ပတ်ပြောက်သွားတယ်ဒါပေမဲ့အလွန်ကြုံစားမိရင်တွေးတွင်တကြားတက်မြင်မြန်တက်သွားနိုင်နေတာကြောင့်တိုရီကိုရဲ့တွေးကြောတွေပောက်ကွဲမသွားရအောင်ကိုမဆုကတွေးတွင်တကြားတက်လျှော့ချပေးတဲ့စားစာ၃မျိုးကိုတပြိုင်နက်ပြင်ဆင်ပေးခဲ့ပါတယ်တိုရီကိုမကြိုက်တာမဖြစ်ရအောင်ပူတင်းပေါ်မှာအရသာရှိတဲ့ရုံမျိုးကိုလည်းဖြန့်ကျဲပေးခဲ့ပါတယ်တိုရီကိုကမိနစ်20အတွင်းမှာစိတ်ပြက်စရာမရှိအောင်စားလိုက်တယ်သူ့ဘိုက်ကပောက်ကွဲတော့မဲ့မိုးပြန်ပူဖောင်းလို့ဖောင်းလာပါတယ်အမှတ်150ရတဲ့တိုရီကိုရဲ့အတင်းဟာကိုရင်ထပ်မှတ်30နောက်ကျနေရပြီးတော့ကို90မရတဲ့ဝီစကီကတ်ကိုလန်လိုက်ပါတယ်တစ်ချိန်တောက်လိုက်ရုံနဲ့ပုံမှန်လူတယောက်ပြားချက်သွားပေမဲ့တိုရီကိုကပလင်းတစ်ခုလုံးကို3စက္ကန့်အတွင်းကုန်အောင်တောက်လိုက်ပါတယ်ပြီးတော့မြည်ဖို့ချီးစချက်ယူစားလိုက်ပါတယ်နောက်က90ပွိုင်းရှိတဲ့တစ်စစ်ကြီးစံပါတီတစ်ပင်ကကြီးစံပုံတန်းဖြစ်ပြီးအတီးတွေကိုပြစ်ခတ်လိုက်ရင်အဲ့ဒီအတီးတွေကစိတ်ပါပါတယ်ကိုမဆုကအမြင်ချက်ပြုတ်ပြီးနောက်တစ်ပြိုင်နဲ့တိုရီကိုကဒူလက်ပလာနဲ့ကြီးစံကိုဖမ်းပြပြီးစားပြလိုက်သူတို့ကအခုဆိုရင်ကိုရင်ကို90ပွိုင်းနဲ့ဥဆောင်နေပါပြီဒါပေမဲ့သူကတော့ဂီယူမဆိုင်တဲ့ပုံပေါ်ပါတယ်ကိုမဆုရဲ့ဦးကောင်းကိုစိုက်ကြည့်ရင်သူ့မျက်လုံးတွေတောက်ပလာတယ်ကိုမဆုရဲ့ထူးခဲ့တဲ့ချက်ပြုတ်မှုမပါပဲကိုရင်ကတိုရီကိုဒီလောက်စိတ်ပြင်းတဲ့အစားအစာကိုဘယ်တော့မှမစားနိုင်ဘူးလို့တွေးနေမိတဲကိုမဆုရဲ့ဦးနောက်ကဘလို့ရတာမျိုးလဲဆိုတာတီးဖို့သူမဆောင်နိုင်တော့ဘူးခုကိုရင်ဆွဲရမယ့်အလဲပါပဲသူက90ပွိုင်းရှိတဲ့ကြောက်တွင်းကြီးတစ်ကောင်ကိုအရင်ဆွဲပြီးခုတ်ထစ်ကအိုးရဲပစ်ထည့်လိုက်တဲ့နောက်တစ်ခုကအစိတ်ရှိတဲ့ရွှွန့်လုံပုတ်ကောင်တစ်ကောင်ဖြစ်ပြီးကိုရင်ကလည်းလွယ်တကူကင်တွယ်နိုင်ပါတယ်သူ့ရဲ့တတိယမြောက်ကကအမတ်200ရှိတဲ့ကြက်တုံဖြူကြောက်ကနန်းဖြစ်ပြီးကိုရင်ကကိုက်လိုက်တာနဲ့အတင်းနဲ့တင်းကြကကိုအဟချက်အမတ်330အထိကွာသွားပါတယ်ဒီလောက်ကြီးမားတဲ့လိုအပ်ချက်နဲ့ရင်ဆိုင်ရတဲ့အခါကိုကပြန်စဉ်းစားပြီးနောက်ကကိုဘိုးအားတသိန်းရဲ့ဆင့်ငက်ပြောသည့်နဲ့လန်လိုက်ပါတယ်ဒါပေမဲ့ဒုတိယကကပစုံကနန်းဖြစ်နေတာကိုတွေ့ရပါတယ်စီးမြင့်တွေရကနစ်ကမကိုက်ညီရင်အဲ့ဒီအလဲကပြိုင်ပတ်စီရောက်သွားပါတယ်ကိုရဲ့စွမ်းရည်တွေနဲ့ဆိုရင်ဒီလိုအခြေခံအမမျိုးလုံးမိမှာမဟုတ်သလိုလူတိုင်းလည်းလုံးဝနားမလဲကြပါဘူးသူတို့မသိတာကကိုဂတိကင်းရဲ့တကယ်သဘောတဘာဝကိုနားလည်ပြီးသားပါအနိုင်ရဖို့အမြင့်ဆုံးရမှတ်တွေရယူဖို့မဟုတ်ပါဘူးအဆုံးထိအသက်ရှင်ကြံရည်သူသားအောင်ပွဲခံနိုင်ပါတယ်ကိုကိုရင်ကိုအစိတ်ရှိတဲ့အစားအစာတွေစားစေပြီးပွဲကနေထုတ်ပယ်စေချင်တာပါ Mike Carrate Aragata